ဘုံဘုံရဲ့ဒီမှန်ချက်ကအခုဒီဘုရားအခုဗမောက္ခချုပ်အဲ့ဒီနေရာအစ်စ်ဒီတရားတွေပြီးဘုံဘုံရဲ့ဒီမှန်ချက်ဒီဘုရားဘယ်လိုဆုံးသက်လဲဘုံဘုံဒီမှန်တာဝင်လင်းသူများတွေကတော့မမေးဘူးပေါ့အဲ့ဒီမေးခွန်းကိုသူများလည်းမဖြေဘူးနော်ခုတော့မေးလို့ရှိရင်ဖြေလိုက်ရအောင်ဘုန်းကဘုရားဖြစ်ခြင်းလို့ဆုတောင်းခဲ့တဲ့အကျင့်ချင်းကျေးဇူးပဲဒီဘဝကိုညီတဲ့ကျင့်စဉ်ဘဝကိုကျင့်မှုဒီဘဝကိုသိဖို့ဆိုတာတော့ဘုန်းကဒီဘဝအနောက်ဆုံးဘဝနဲ့ကိုယ်စိတ်ထဲမှာတခါမှမရည်မှန်းဘူးငါသူများတွေနားလဲအောင်အသိဉာဏ်တွေငါသိဘူးအောင်မယ်ငါအကျွတ်တရားရရင်သူများတွေလည်းအကျွတ်တရားရစေခြင်းနဲ့ဆိုရယ်စိတ်ဓာတ်အဲ့ဒီစိတ်ဓာတ်နဲ့ငယ်ငယ်တုန်းကအကျဉ်းကြီးဘုရားစုပန်ခဲ့ဘူးလေပေါ့ခိုင်မြဲတာမခိုင်မြဲတာတော့မသိသေးဘူးခုမှစုပန်တာကိုပြောတာဒီဘဝကိုငါအဆုံးသတ်မယ်ဆိုစိတ်မရှိဘူးဒီဘက်တော့လည်းမှန်တာကိုပြောပြအောင်ရောက်အဲ့လိုရည်ရွယ်ချက်ကြီးတယ်ဗျာဒါကတော့ကိုယ်ရည်ရွယ်ချက်တိုင်းဖြစ်နိုင်တယ်ဆရာတော်ကြီးတွေလည်းဒီလိုဘုရားစုပန်တာလေအများကြီးပဲဗမာပြည်မှာဘယ်တော့ဘုရားစုပန်တာသူကျင့်နေဆိုတော့ကျင့်စေခြင်းနဲ့လူသားတွေပုံမှန်ထားတဲ့စိတ်ကိုဒီဘဝလူဖြစ်တော့ကျင့်လို့ရတာလို့ကျင့်နိုင်ခဲ့ခြင်းကျင့်နည်းကိုသိခြင်းဒါကြောင့်ဘုန်းဘုန်းကြီးကဆက်တာကျင့်တော့ရဟန်းဘုဒ္ဓဒီရချက်ကကြီးမားတယ်ဗျာငါလိုဒီလိုနဲ့ဝတ်တာအဲ့ဒီအတိဘုံဘုံလျှောက်တဲ့အတိဟာတပည့်တော်သိကျင်တယ်သိကျင်တဲ့အတိုင်းကျင့်တယ်ကျင့်လို့ရတဲ့လောက်ကလေးတွေဖေးပေါက်တယ်တပည့်တော်လူတွေတိုင်းနေတော့အကုသိုလ်များတဲ့လူတက်တာတပည့်တော်ကိုကြီးလားတခုပြောမယ်နော်တတိယတခုပြောချင်တာကတော့အလုံးတစ်ခုလုံးတော့မယ်ဆိုတဲ့အခါမှာနော်ရင်းဆိုတာရှိsystematically ဖြစ်ဖို့လို့ကိုယ်အတွေ့နဲ့မလုံးရှေ့မှာလမ်းစဉ်ရှိတယ်ဘောပေါက်ဟိုမှာကျင့်စဉ်တစ်ခုကိုကျင့်နေဆိုသူကျင့်စဉ်သွားနေတဲ့ဟာကိုမှတုတ်တာလို့ဆိုတာတွေကအမှန်အတိတ်တွေကစီးမြင်လို့ဆိုလို့အတိတ်တွေတုတ်တာရဲ့အတိတ်တွေကမြင်ကျူးအတိတ်တွေကိုဖွင့်ဆိုတဲ့အခါမှာဗမာတွေကတုတ်တာတုတ်ဆိုတော့ဘာမှမသိတော့ဘူးပေါ့ဒီတတုံးကြီးတွေခွဲတဲ့အခါမှာရှေးတုန်းကဒီလိုလွှာကြီးတွေနဲ့ခွဲတာလွှာကြီးတွေနဲ့ခွဲတဲ့အခါကျတော့မြင်ကျူးရိုက်ရတယ်အဲ့ဒါမြင်ကျိုးဒီကျင့်စဉ်တစ်ခုသွားတော့မယ်ဆိုရင်အဲ့ဒီလိုမြင်ကျိုးကိုရှိတယ်မြင်ကျိုးရှိတယ်ဆိုတာဥပမာမဟာတတိပ္ပဏတုတ်ခေါ်တဲ့အကျင့်စဉ်တိုင်းကိုကျင့်မှာနော်အဲ့ဒီတကယ်ကိုကျင့်စဉ်ဟာဝိပဿနာကျင့်စဉ်ဟာဘယ်လိုကျင့်ရမလဲသမထကျင့်စဉ်ဆိုတာဘယ်လိုကျင့်ရမလဲဒီလမ်းအစစ်အမှန်ရှိပါနော်ရှင်ရင်းစာအုပ်ကိုဖတ်လို့လည်းရတယ်ဒီလက်တွေ့ကျင့်နေတဲ့ပုဂ္ဂိုလ်တွေကြတော့ပြီးတော့တတိပေးကျင်တာကတော့ပုဂ္ဂိုလ်တွေကြတော့ဟိုအာဘော်တွေထည့်ပြောတာဖြစ်တတ်တယ်ပုဂ္ဂိုလ်တွေစီကလည်းပဲ viewer သူတို့လက်တွေ့ကျင့်သုံးတာတကယ်ကိုအပြောင်းလဲမရှိတဲ့စာပေကအားကိုလည်းလေ့လာတင်တယ်နော်တရားကျင့်စဉ်ကိုအတိအကျရေးထားတဲ့ဝိသုဒ္ဓိမဲ့ကျမ်းကြီးတွေရှိတယ်မဟာသီဆရာတော်ကြီးလည်းဘာသာပြန်ထားတာရှိတယ်အဲ့ဒါကိုစာအုပ်နဲ့အညီလေ့လာပြီးတော့မှဒီလမ်းကြောင်းအတိုင်းသွားဖို့တော့လိုတာပေါ့နော်ဘယ်တော့အခုကျင့်လို့သူစားအထုတ်လို့ရတယ်အားတော့ဘုံဘုံအမေးရှိတယ်တကားဒီလိုဘယ်တော့လဲနားဆောင်တယ်လို့အခုမရှိတော့မရှိတော့တာလေဇက်တိုက်ကျင့်မှများလာတော့ဘာဝသဘောပေါက်ဖြစ်အဲ့တော့အဲ့ဒီပုံမှာငါပိုင်ရင်းငါနဲ့သက်ဆိုင်ရင်းဒီမြဲကြီးဘာမှမရှိဘူးသဘောနဲ့ပေါက်အဲ့ဒီပေါက်တာကိုပဲလေးကျင့်သူကသဘောပေါက်ဖို့ပူကြီးတာဘာဆက်လို့ဒါဒီလောက်လေးသဘောပေါက်ရုံနဲ့မလုံလောက်သေးဘူးဟုတ်ပြီစခန်းနေအများကြီးရှိသေးတယ်တင်ပါနော်စခန်းဒီတမာရီကျင့်စဉ်နဲ့ကိုဒီအာယုန်တစ်ခုပေါ်မှာကိုဘလောက်ထားပြီးတော့ဘယ်အဆင့်ထိကိုသွားမလဲဆိုတာကိုကြည့်အောင်နော်ဝိပဿနာဉာဏ်ကလည်းအဆင့်ရှိမနေ့ကအဲ့ဒီတပည့်တော်ရဲ့ဒီ X-ray chart ကိုကြည့်ပြီးတော့cancer lungs cancer လားမသိဘူးသူတို့စိုးရိမ်နေတဲ့အချိန်မှာတပည့်တော်အိမ်မှာပြင်ဆင်နေတကယ်လို့ဟိုကဖုန်းလာလို့ရှိရင်ဒီအတိုင်းကြီးဟုတ်တယ်ငါဘယ်လိုစိတ်ထိုင်လက်ခံအဲ့ဒီအချိန်မှာတကယ်လို့စိတ်ကိုပြင်ဆင်ထားတယ်လေ့ကျင့်လာတာဟောအကောင်းဆုံးကတော့ဝိပဿနာကျင့်နေတာဟာအကောင်းဆုံးအခုအဲ့တော့တပည့်တော်အခုလျှောက်တာဝိပဿနာကျင့်စဉ်လားဝိပဿနာကျင့်စဉ်လားအစလေးပဲတွေးနေတော့ဆိုတဲ့အဆင့်ပဲရှိမယ်စကျင့်ပုံကိုပြောပြပါအောင်ကဲပြောပြီဟုတ်မဟုတ်ကဲအစပြောဘယ်လိုကျင့်တာပြော
အဲ့ဒီကြမှာဆုံးဖြတ်လို့ရမှာလေ အခုဆရာတော်ဘုရားမင်းရှိလိုက်တဲ့အချိန်မှာတပည့်တော်စိတ်ကိုထိတ်လိုက်အဲ့ဒါကိုတပည့်တော်ကိုတီးလိုက်တဲ့အချိန်မှာအဲ့ဒီစိတ်ရှိတော့ဘူးဆိုတော့တပည့်တော်ထပ်ပြီးအဲ့ဒီတီးတဲ့အချိန်မရှိတော့ဘူးမရှိတော့ဘူးဆိုတော့ညီနေတဲ့အချိန်မှာဟိုဘက်ကအဆန်လေးတပည့်တော်စိတ်ကိုအခုဆက်နားထောင်တယ်နားထောင်လို့ကြားတယ်သူကဆက်နေတယ်တပည့်တော်နားမထောင်ကြားတယ်အဲ့တော့နားထောင်ရင်တပည့်တော်ပြဿနာဖြစ်နေပါလားဆိုတော့အဲ့ဒီအကြအာရုံငါ့ကိုနောက်ဖြစ်ပြီးတယ်ဆိုတိသူ့တပည့်တော်တိဟုတ်ပြီးတော့ဘာအာရုံလာအောင်လဲဆိုတော့စောင့်နေတဲ့အချိန်မှာဘာမှမဖြစ်တော့တဲ့အတိတစ်ခုအဲ့ဒီအတိတစ်ခုကလည်းဆက်ကြည့်တဲ့အချိန်မှာငြိမ်နေလို့ထင်ပထမတိလိုက်တာလေသူဆရာတော်ဘုရားရှောက်နေတဲ့အချိန်မရှိတော့ဘူးတပည့်တော်တိစရာကိုတိနေတယ်အတိနှစ်ခုစလုံးမတွဲလည်းမရှိတော့ဘူးအဲ့ဒါကိုတပည့်တော်ကတော်တော်ချိန်ကြာလေးကိုရအားထုတ်အဲ့ဒီနေရာမှန်မလားဗျာအစပဲရှိသေးတယ်ဟုတ်ပြီဘာဆက်သွားရမယ့်ဟာတွေအများကြီးပဲရှိသေးတယ်ဘာဆက်လို့ဆက်လုပ်ရမယ်ဆိုတာခေါင်းကတော့အပြင်အာယုံကိုစောင့်နေတာမလုံးနဲ့ဒီမှာနော်ဟိုနားကကြားမှာမျက်စိကမြင်မှဆိုတဲ့အပြင်အာယုံကြီးစောင့်ကြမလို့ကိုယ်စိတ်လေးကိုခြေတိုင်းလေးတစ်ခုထားအာနာပါနဆိုတော့အာနာပါနလေးဒီစက္ကန့်မလက်ခြေတိုင်းလေးတစ်ခုထားဖို့လို့ဒီမှာအဲစက္ကန့်မလက်ရှုနေတဲ့အာယုံလေးဟာယုဒ္ဓမနန္ဒမတစ်ခုဖြစ်နေတာအဲ့ဒီယုဒ္ဓမနန္ဒမအာယုန်ဒီပေါ်မှာခေါင်းကနံပါတ်1သိရမှာသူ့ရဲ့သဘာဝကိုအရင်သိအောင်တော့မမြဲတာကိုအရင်သိတာခုံကျော်နေတယ်ဒီမှာမမြဲတာကိုအရင်တွေးတာဟာခုံကျော်ရင်းဖြစ်တယ်အဲ့ဒါကြောင့်မို့စာလို့ပြောမယ်ဆိုရင်သဘာဝဓမ္မကိုကြည့်ရဆိုတဲ့အခါမှာနံပါတ်1က individual characteristic လို့ခေါ်တယ်သဘာဝလက္ခဏာကိုအရင်ကြည့်ရနော်သဘာဝလက္ခဏာကိုအရင်ကြည့်သဘာဝလက္ခဏာကိုပိုင်ပိုင်နိုင်နိုင်သိပြီးသဘာဝလက္ခဏာဆိုဒီမှာသဘာဝတရားလေးတွေပေါ်လာတဲ့မြတ်သဘာဝတရားလေးတွေရဲ့သူ့ရဲ့ကိုယ်ပိုင်အမှတ်သားလေးတွေကိုဆုံးလို့တယ်ဒီမှာမဲ့ဖတ်တာဆိုရင်အာယုန်နဲ့ဆက်သွယ်ပြီးတဲ့သဘောဝေဒနာဆိုရင်အာယုန်ကို experience အတွေ့အကြုံရသွားတဲ့သဘောပညာဆိုရင်မှတ်တဲ့သဘောပထဝီဆိုရင်ဟိုခက်မာတဲ့ softness hardness ပေါ့မာတဲ့သဘောပြောတဲ့သဘောတေဇောဆိုရင်ပူတဲ့သဘောအေးတဲ့သဘောအဲ့ဒီသဘောလေးတွေကနေပြီးတော့ပိုင်နိုင်သိပြီးဆိုတဲ့အခါကျတော့အဲ့သဘောလေးတွေရဲ့မမြဲမှုကဆက်ပြီးတော့သိတာမှာမမြဲတဲ့သဘောလေးတွေသိလာတာတာမညာလက္ခဏာလို့ခေါ်တယ်သူကသဘာဝလက္ခဏာရဲ့တာမညာလက္ခဏာရဲ့နှစ်ခုရှိတယ်တာမညာဆိုတာအများဆိုင်လက္ခဏာအင်္ဂလိပ်လို universal characteristic ဒါကြတော့ individual characteristic သူကကိုယ်ပိုင်သိတဲ့သဘောလေးတွေဒါကြတော့သင်္ခါရတရားအလုံးနဲ့ဆိုင်တဲ့သဘောတရားအဲ့တော့ဝိပဿနာမှာအဆင့်ကလေး2ဆင့်ရှိတယ်ပေါ့ပထမအဆင့်ကယုံနာလေးရဲ့သဘောလေးကိုသိတာပထမအဆင့်ပြီးတဲ့အခါဒီဟာကိုရင့်ကျက်လာတဲ့အခါကျတော့မမြဲတဲ့သဘောကိုဆင်းရဲတဲ့သဘောဆင်းရဲတယ်ဆိုတဲ့ဟာကလည်းသူကမမြဲမှုတွေမပြတ်နှိမ့်ဆက်နေလို့ဆင်းရဲတယ်လို့ပြောတာသူကလူတွေအရာထက်ပြောတဲ့ဆင်းရဲတာမျိုးမဟုတ်ဘူးအဲ့ဒီသဘောလေးတွေကိုအနိစ္စဒုက္ခအနတ္တပေါ့နော်ကိုဖြစ်ပြနိုင်မှဖြစ်တဲ့ဆိုရင်အနတ္တတော့အဲ့ဒါလေးတွေကအများဆိုင်ပေါ့အဲ့ဒီနှစ်ခုပိုင်နိုင်သိလာအောင်ဓမ္မကြိုးစားတာကိုယ်စိတ်ထဲမှာပေါ်လာတဲ့မြတ်တရားတွေဟာယုတ်ဓမ္မနန္ဒမတွေဟာခုနဒီတဘာဝနှစ်ခုနဲ့ရှုမြင်သုံးသပ်နိုင်တဲ့အနေအထားမျိုးရှိလာတာပေါ့နော်အဲ့ဒီလိုရှုမြင်သုံးသပ်နိုင်တဲ့အနေအထားရှိလာတဲ့အခါကျတော့ဒီသင်္ခါရတရားတွေရဲ့မမြဲတဲ့သဘောတွေကနောက်လေ့ကျင့်မှများလာတဲ့အခါတတိတွေစွမ်းအားတွေတမာတွေစွမ်းအားတွေတွေ့တဲ့အခါကျတော့ဖြစ်တာပြက်တာလေးတွေမြင်ရင်ကနေပြီးတော့တမာတိတရားလည်းတအားကောင်းလာပြီစိတ်တွေလည်းတအားကြည်လာပြီဆိုတာနောက်ပိုင်းကျတော့ကိုကတီးတဲ့မှတ်တဲ့စိတ်ကအလွန်ထက်သန်လာပြီးအတွက်ကြောင့်ဖြစ်တာကိုတောင်မမြင်တော့ဘူးပြက်နေတာတွေကြီးပဲမြင်သွားတဲ့အဆင့်ရောက်ဉာဏ်သာကိုသူကဉာဏ်နဲ့ဆိုတဲ့သဘောကအခုတပည့်တော်တို့တွေးတဲ့အာယုန်တွေကအများကြီးလွတ်နေဟိုဘောလုံးကစားတဲ့လူရှိတယ်တစ်ဖက်မှာ10လုံးကစားတယ်ဆိုတာအလုံး20နဲ့ဘောလုံးကစားတဲ့လူတရားဟိုစာကတ်တွေပဲဒီမှာခါလေးပြသူကလူမြောက်ပြီးတော့ဖမ်းတယ်တစ်လုံးမှမလွတ်เสียသူ့လက်ထဲမှာလည်းတစ်လုံးမှမရှိဘူးအဲ့ဒီလိုအာယုန်တွေပေါ်မှာလည်းတစ်ခုမှလွတ်မသွားအောင်ဖမ်းနိုင်တဲ့အဆင့်ရောက်သွားရမယ်အဲ့ဒီဖမ်းနိုင်တဲ့အဆင့်ကိုရောက်အောင်ဆိုတာအခုသတိစွမ်းအားတွေတမာတိစွမ်းအားတွေပညာစွမ်းအားတွေတားထက်လာမှဒီမှာညအဲ့ဒီအဆင့်ရောက်ဖို့အများကြီးလိုသေးတယ်ကျင့်ရမယ်အဲ့ဒါကျင့်လာတဲ့အခါနောက်ဆုံးမှာဖြစ်နေတာလေးကြီးပဲမြင်လာတဲ့အခါကျတော့စိတ်ထဲမှာဘယ်လိုအတွေ့အကြုံအာယုန်ထဲမှာဘယ်လို
ဉာဏ်ထဲမှာဘယ်လိုပေါ်လာလို့ဆိုသင်္ခါရတွေဟာကြောက်စရာကြီးပါလားလို့ဆိုရဲတွေးကြည့်တဲ့ဟာမဟုတ်ဘူးသူကအသိဉာဏ်ထဲမှာကိုပေါ်လာတာကြောက်စရာကြီးပဲပြတ်တာတွေမြင်နေပြီကြကြောက်ကြောက်စရာကြီးလို့မြင်လာကြောက်စရာကြီးမြင်လာတဲ့အခါကျတော့တာယာမှုဆိုတာဘယ်နေရာမှရှာလို့မရတော့ရုပ်မှလည်းတာယာမှုရှာလို့မရဘူးနာမ်မှလည်းတာယာမှုရှာမရဘူးအဲတာယာမှုတွေရှာမရတဲ့အခါမှာဘာဖြစ်လာလဲဆိုဒါကြီးကလွတ်သွားရင်ကောင်းမှာပဲရှိတော့ရင်ကောင်းမှာပဲဆိုရင်အတွေးတွေဝင်လာရင်လွတ်ကြောင်းပြန်ပြီးတော့ဆင်ញင်သုံးသပ်လာတယ်ဆင်ញင်သုံးသပ်လာတဲ့အခါကျတော့သင်္ခါရရဲ့သဘောဝတရားတွေဟာဒီတိုင်းပဲချက်ချင်းမုံချင်းဆိုတဲ့သူတို့အပေါ်တွေမှာစိတ်ထဲမှာမရှိတော့ဘူးစိတ်ဟာတည်တည်ငြိမ်ငြိမ်လေးပြန်ဖြစ်သွားအဲ့တည်တည်ငြိမ်ငြိမ်လေးပြန်ဖြစ်သွားတဲ့ဒီဉာဏ်စွမ်းအားဟာအလွန်ထက်လာပြီဆိုတဲ့အခါကျတော့ခုနသင်္ခါရတရားတွေကိုရှုရင်းနဲ့သင်္ခါရတရားတွေဟာကိုယ့်ရဲ့ဒီယုတ်တရားနဲ့တရားတွေကဒါသင်္ခါရအာယုန်တွေအဲ့သင်္ခါရအာယုန်တွေကလုံးဝမဖြစ်တဲ့ trace လောက်တာပေါ့ object တွေ trace လောက်တာတဲ့အခါနောက်ဆုံးမှလုံးဝချုပ်သွားတဲ့အဆင့်လေးထိအောင်သူကမြင်လိုက်ဘယ်နေရာသွားရင်သူကဆုံးသွားတယ်ဆိုတော့အဆုံးလေးသင်္ခါရတရားတွေလုံးဝမဖြစ်တဲ့အဆင့်လေးကိုမြင်လိုက်ပြီဆိုလို့ရှိရင်ဒါနိဗ္ဗာန်ကိုမြင်တယ်လို့ပြောရတာပေါ့နော်သင်္ခါရနာအပုတ်သွားတယ်ဆိုတော့ရှုလို့ချုပ်တာမဟုတ်ဘူးကိုယ်လို့ချုပ်တာမဟုတ်ဘူးဆိုရင်ဖြစ်လာစရာရှိတာကိုအဖြစ်မခံတော့ဘူးထပ်မဖြစ်လို့ချုပ်သွားမဟုတ်ဘူးအဲ့လိုလည်းမဟုတ်ဘယ်လိုလဲသင်္ခါရတရားဆိုတာကတော့သူကသူအကြောင်းမဟုတ်တကယ်တော့ရှောက်တာချုပ်တာဘူးချုပ်တာဆိုတာသင်္ခါရတရားဆိုတာသူအကြောင်းရှိလို့သူကသူချုပ်နေတာပဲကိုကအတိညာနဲ့လိုက်သွားရင်ကနေပြီးတော့သင်္ခါရတရားတွေဒီဖြစ်ချင်းပြက်ချင်းမရှိတော့တဲ့အဆင့်လေးကိုမြင်လိုက်တာတော့သဘာဝသူကသူချုပ်နေတာသူကသူချုပ်တဲ့အဆင့်ရှိတယ်လေအဲ့ဒါကိုကိုအတိညာကမြင်တာလေ့ကျင့်ရင်နဲ့သင်္ခါရတရားလေးတွေကကိုယ့်ရဲ့အရှုခံအာယုံဖြစ်တဲ့သင်္ခါရတရားလေးတွေကတိမ်မွေးသွားတာဆိုပါတော့ထက်လီဝင်လေးတွေပဲတမာတိစွမ်းအားကောင်းလာရင်ပျောက်သွားတယ်လို့ထင်ရလောက်အောင်တိမ်မွေးသွားတာလေအဲ့ဒီအဆင့်ရောက်သွားတာကိုဆုံးလို့ရပေါ့နော်ရောက်သွားလို့ရှိရင်ခုနကိလေသာတွေပဲဆင်းလိုက်ပင်ရှားသွားတယ်အဲ့ဒီအဆင့်ရောက်မှသူကဝိပဿနာဉာဏ်ရဲ့သူကလုပ်ငန်းတစ်ခုဆုံးသတ်တာအလွယ်လျှောက်ပါရင်ဆရာတော်ဗျာစိတ်ထဲကိုစိတ်တခုဝင်သဘောပေါက်သဘာဝငါလက်ခံနေသူကပြန်ထွက်သွားတယ်အာမတိလို့လက်ခံလို့ငါနှိမ့်ဆက်တာပဲတကယ်တော့သူကသဘာဝကိုထွက်သွားတယ်သူကဖြစ်ခွင့်မပေးတော့ပြောတာမဟုတ်ဘူးသူကအကြောင်းရှိနေရင်တော့သူကဖြစ်မှာပဲကိုကခွင့်ပေးတာမပေးတာနဲ့မဆိုင်ဘူးကိုကသိတာမသိတာပဲဆိုင်တယ်